ကံပေါ်နဲ့လောကကြီးအလဲဘယ်သူတယောက်ကအပြုံးတွေနဲ့သက်ဆက်ချင်မလဲ တင်ငယ်သူတွေပဲကံသူတွေကိုဘယ်သူများကနှွေထွေးမှုနဲ့စီကြုံလဲလေဟိုရင်တုန်းကအမှားရတစ်ခုကထာဝရဘဝကိုထိနာသွားပြီလားလေပြုပြန်လို့မရတော့ဘူးလားလက်ခံလို့မရတော့ဘူးလားဘယ်သူများကအာဏာကျန်နေခဲ့မလဲအချင်နာမဲတဲ့အဖြစ်ပြတဲ့ချို့အလဲဘယ်သူတယောက်ကစတေးခံနေဘဝဖြစ်ချင်မလဲတင်ငယ်စွာရဲ့မျောကနေတဲ့လုံခြုံစိတ်ချအေးချမ်းမှုနဲ့အပြင်းမဲ့ဘဝကိုမထမတဲ့အဖြစ်ပြန်များကလူတွေရဲ့စိတ်မှာအချီတန်သွားပြီလားလေပြုပြန်လို့မရတော့ဘူးလားလက်ခံလို့မရတော့ဘူးလားဘယ်သူများကမယွင်တဲ့နဲ့ကဲမလဲလူချင်းမဟုတ်တော့ဘူးလားချီပြလို့မရတော့ဘူးလားဘုရားမများတွေဒီချိန်ပြောင်းလဲသွားပြီပဲလေဒီချိန်တုန်းကအဖြေခံဘဝပေါ်ဒီချိန်လူရဲ့ညင်ပဲဘဝနဲ့ရှင်သန်ရတဲ့ဘဝတင်ငယ်ဝမ်းနဲ့အားငယ်ဆုံးလေချင်ရတဲ့စိတ်ကလေးထားကြစို့နော်မများတွေဒီချိန်ပြောင်းလဲသွားပြီပဲလေဒီချိန်တုန်းကအဖြေကဘဝပေါ်ဒီချိန်လူရဲ့နဲ့ပဲဘဝနဲ့ရှင်သန်ရတဲ့ဘဝတင်ငယ်ဝမ်းနဲ့အားငယ်ဆုံးလေချင်တဲ့ညပေးပါစို့ဒီကံလည်းပေးပါစို့ဒီစပြားမြတ်ကဆုံးမခဲ့တဲ့ငယ်ဆုံးတော့သူတို့ဆောင်ရှောက်ပေးပါစို့ချွေကနွမ်းနေရတဲ့သူတို့ရဲ့ဘဝတွေဒီစိတ်ဆိုးပြန်လာဖို့လေလူချင်းမြတ်တာတရားနဲ့ဆန္ဒခွဲလို့ပေးပါစို့လေဘယ်သူများကအာဏာကျန်နေခဲ့လဲလူချင်းမြတ်တာတရားနဲ့ဆန္ဒခွဲလို့ပေးပါစို့လေဘယ်သူများကမယွင်တဲ့နဲ့ခင်လဲ